ဟိုရှိတုန်းကရွာငယ်လေးတစ်ရွာမှာလူတစ်ယောက်နေထိုင်ပါတယ်သူဟာသူ့ရဲ့သားဖြစ်သူအတွက်အရန်ကိုစိုးရိမ်ပူပန်နေရသူပါသူ့သားကတော့ပြင်းရည်ပြီးပေါ့ပေါ့ဆဆနေတတ်သူဖြစ်ကဘဲအလုံးမှလည်းမလုပ်ပါဘူးတနေ့လုံးရွာထဲမှာဟိုးဟိုးဒီတိလျှောက်သွားပြီးအချိန်ဖြုံးနေတတ်တာပါတနေ့မှာတော့အဖေဖြစ်သူကသူ့သားကိုသင်ခန်းစာတစ်ခုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူကသားကိုသူ့စီခေါ်ပြီးသားဗီဒီယိုထဲမှာနာရီတစ်လုံးရှိတယ်အဲ့ဒါလေးသွားယူပေးပါဦးလို့ချင်းချင်းနာပြောလိုက်ပါတယ်သားဖြစ်သူကလည်းဗီဒီယိုကိုဖွင့်ပြီးနာရီကိုယူကာသူ့အဖေစီကိုလာပေးပါတယ်အဖေကနာရီကိုကြည့်ပြီးအခုဒီနာရီကိုဈေးထဲယူသွားပါတွေ့သမျှလူတိုင်းကိုဒီနာရီရဲ့တန်ဖိုးကဘယ်လောက်ရှိမယ်ထင်တယ်လဲဆိုတာမေးကြည့်ခဲ့ပါလို့ပြောပါတယ်တားဖြစ်သူကလည်းနာရီကိုယူပြီးဈေးထဲကိုထွက်သွားပါတယ်သူကလူအမျိုးမျိုးကိုနာရီပြပြီးမေးတဲ့အခါတယောက်က900လို့ပြောပြီးနောက်တစ်ယောက်ကတူညတချို့ကတော့800လို့ပြောကြပါတယ်လူတိုင်းကဈေးနှုန်းမျိုးမျိုးပေးကြတယ်လို့တချို့ကလည်းတူညီတဲ့ဈေးနှုန်းပေးကြပေမဲ့ဘယ်သူမှတော့တိတိကျကျသဘောမတူကြပါဘူးတားဖြစ်သူအိမ်ပြန်ရောက်တဲ့အခါဟာဖေလူတိုင်းကဒီနာရီအတွက်ဈေးနှုန်းတွေအမျိုးမျိုးပြောကြတယ်တချို့က900တချို့က800နဲ့တချို့ကတော့တူညလို့ပြောကြတယ်လို့ပြောပါတယ်အဖေဖြစ်သူကပြုံးပြီးကောင်းပြီးနာရီကိုဗီဒီယိုထဲပြန်ထည့်ထားလိုက်ပါလို့ဆိုပါတယ်နောက်တစ်နေ့မှာတော့အဖေကသားကိုထပ်ခေါ်ပြီးအဲ့ဒီနာရီကိုပဲပြန်ယူခိုင်းပါတယ်သားဖြစ်သူကနာရီယူလာပေးတဲ့အခါအဖေကအခုဈေးထဲကိုထပ်သွားပါဒီတစ်ခါတော့နာရီရဲ့ဈေးနှုန်းကိုမမေးပဲဒီနာရီထဲမှာရှိတဲ့အချိန်ရဲ့တန်ဖိုးကိုလူတွေကိုမေးကြည့်ခဲ့ပါလို့ပြောလိုက်ပါတယ်တားဖြစ်သူကတော့ဇဝေဇဝါဖြစ်သွားပါတယ်သူ့အဖေဘာကိုဆိုလိုတာလဲဆိုတာသူတကယ်နားမလည်ပါဘူးဒါပေမဲ့သူဟာအဖေခိုင်းတဲ့အတိုင်းဈေးထဲကိုထပ်သွားပါတယ်သူတွေ့သမျှလူတွေကိုဒီနာရီထဲမှာရှိတဲ့အချိန်ကဘယ်လောက်တန်ဖိုးရှိတယ်လဲလို့မေးတဲ့အခါလူတွေကသူ့ကိုထူးထူးဆန်းဆန်းကြည့်ကြပါတယ်တချို့ကသူ့ကိုရေမောကြတယ်လို့တချို့ကတော့သွားဆန်းပါလို့ပြောကြပါတယ်တချို့ကလည်းတကယ်ကိုမိုက်မဲတဲ့မေကုန်းမဲကလို့ဆိုကြပါတယ်တားဖြစ်သူဟာရှက်လဲရှက်ဝမ်းလဲနေသွားပါတယ်နောက်ဆုံးမှာတော့အဖိုးကြီးတယောက်အလုတ်လုံနေတဲ့ဆိုင်ငယ်လေးတစ်ခုရှိမှသူရက်လိုက်ပါတယ်အဲ့ဒီအဖိုးကြီးကနာရီပြင်းတဲ့အလုံးနဲ့အလုတ်ရှုပ်နေတာပါတားဖြစ်သူကအဲ့ဒီမေကုန်းကိုပဲမေးလိုက်တဲ့အခါအဖိုးကြီးကသူ့အလုတ်ကိုခਿੱတရက်လိုက်ပါတယ်သူကတားဖြစ်သူကိုကျင်းနာတဲ့အပြုံးနဲ့ကြည့်ပြီးတားဖြစ်သူဘာကိုသိချင်နေလဲဆိုတာကိုနားလည်သွားပါတယ်သူကညင်သာစွာနဲ့ပဲသားမင်းအချိန်ကိုဈေးနှုန်းသတ်မှတ်လို့မရဘူးမင်းငွေတန်းပေါင်းများစွာပေးနိုင်ပေမဲ့တင်ဘဝရဲ့တစ်စက္ကန့်လေးကိုတောင်ပြန်ဝယ်လို့မရဘူးအဲ့ဒါကြောင့်မင်းရဲ့အချိန်ကိုအကျိုးရှိရှိအသုံးပြုရမယ်လို့ပြောလိုက်ပါတယ်တားဖြစ်သူကတေချာနားထောင်နေပါတယ်အဖိုးကြီးကဆက်ပြီးအချိန်မှာဆိုတဲ့အချက်တစ်ချက်နဲ့ကောင်းတဲ့အချက်တစ်ချက်ရှိတယ်ဆိုတဲ့အချက်ကတော့သူကကုံဆုံးသွားတတ်တာပဲကောင်းတဲ့အချက်ကတော့အဲ့ဒီအချိန်ကိုဘယ်လိုသုံးမလဲဆိုတာမင်းရွေးချယ်နိုင်တာပါပဲဒီကဘာပေါ်မှာရှိတဲ့လူတိုင်းမှာတစ်နေ့ကို24နာရီစီရှိကြတယ်ချမ်းသာတဲ့သူပဲဆင်းရဲတဲ့သူပဲဖြစ်ဖြစ်အတူတူပါပဲကွာခြားချက်ကတော့အဲ့ဒီနာရီတွေကိုသူတို့ဘယ်လိုအသုံးပြုတယ်လဲဆိုတာပါပဲလို့ပြောပြပါတယ်တားဖြစ်သူရဲ့မျက်လုံးတွေဟာနားလည်မှုတွေနဲ့ပြည့်နှက်သွားပါတယ်သူ့ရဲ့အတွင်းစိတ်မှာတစ်ခုခုပြောင်းလဲသွားပါပြီသူကအဖိုးကြီးကိုကျေးဇူးတင်စကားပြောပြီးအိမ်ကိုအမြန်ပြန်သွားပါတယ်သူကဈေးထဲမှာဖြစ်ပျက်ခဲ့သမျှအရာအလုံးကိုသူ့အဖေကိုပြောပြလိုက်ပါတယ်အဖေဖြစ်သူကဂုဏ်ယူစွာနဲ့ပြုံးပြီးတားဖြစ်သူရဲ့ပခုံးကိုပုတ်ပေးလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးတားဖြစ်သူရဲ့ဘဝဟာအပြည့်အဝပြောင်းလဲသွားပါတော့တယ်သူဟာအလုပ်ကိုစူးစမ်းလုပ်ကင်လာပါတယ်သူ့ရဲ့အချိန်ကိုလည်းအကျိုးရှိရှိစတင်အသုံးပြုလာပါတယ်ရွာထဲမှာဟိုဒီလျှောက်သွားပြီးအချိန်ဖြုံးတာတွေကိုလည်းရက်လိုက်ပါတယ်သူဟာမိနစ်တိုင်းရဲ့တကယ်တန်ဖိုးကိုနားလည်သွားပါပြီတငယ်ချင်းတို့ရေအချိန်ဆိုတာလူတိုင်းအတွက်အခက်မဲ့ရရှိတာဖြစ်ပေမဲ့တန်ဖိုးဖြတ်လို့မရပါဘူးတင်အဲ့ဒါကိုဝယ်ယူလို့မရပေမဲ့အသုံးပြုလို့တော့ရပါတယ်တင်အဲ့ဒါကိုတင်ထားလို့မရပေမဲ့သုံးဆွဲလို့တော့ရပါတယ်တခါကုံဆုံးသွားပြီဆိုရင်ဘယ်တော့မှပြန်မရနိုင်တော့ပါဘူးဒါကြောင့်တင်ရဲ့အချိန်ကိုအကျိုးရှိရှိအသုံးပြုကြပါ